I'm the type to go and bring her on me, take her on vacation. I've been certified my whole life, come check my registration. Yeah, I'm drunk, but I ain't driving, yes, and I know my destination. Hello, အားလုံးပဲမင်္ဂလာပါဒီနေ့ Shq ပဲတောင်းနေဆိုတာတော့ဗီဒီယိုဆုံးတိဆက်လက်ဆောင်ကြည့်ပေးကြပါဦးဒါကတော့ Shq sponsor Shq မှာဖြစ်ပါတယ်Shq ကိုရောက်နေတာ Content Parking ဆိုတဲ့ dam ဖြစ်ပါတယ်ဒီကနေမှတစ်ဆင့် Greenland ဆိုတဲ့ Q ဆက်သွားမယ့်နေရာပေါ့နော်အဲ့နေရာကိုဒီနေ့ဆက်သွားမှာဖြစ်ပါတယ်ဒီနေရာတော့ဘန်ကောက်မြို့ရင်းနဲ့ဝေဝါးရီဆိုတော့တာရရလေးရှိရပေါ့နော်ရွှေဖြူညလေးနာရွယ်အိတ်ထားလို့တိတ်မ okay ဘူးဟိုဘက်ကတော့ရွှေဖြူကိုခုနကဖြစ်လာခဲ့တဲ့ Content Dragon Dance ဆိုပြီးရေးတိုင်းနေရပေါ့နော်ဒီနေရာကမေဂျွန်အစအဲ့လောက်တည်းဆိုလာလို့ကောင်းတယ်ပေါ့နော်အကယ်လို့ဂျွန်နောက်ပိုင်းဆိုလို့ရှိရင်တော့ water level ကမြင့်လာတယ်ပြီးတော့ September October လောက်ပိုင်းဆိုလို့ရှိရင်တို့ဒီ dam ကိုဖွင့်ချလိုက်ပြီပေါ့နော်အဲ့ကကြရင်တော့ဟိုဘက်အောက်လေးမှာတို့လောက်ထားတဲ့ဟာလေးရှိကွာအမရှိဘာညာဆော့လို့ရတယ်ဒီမှာ Kiro Boutique ကလေးလာဝယ်ရတယ်ပေါ့နော်သူကအလိုအသွားပြန်2နာရီကွာဘိုးတစ်ခု2000ဖြစ်ပြအနေနဲ့ဆော့ရတယ်ခုနကနေအောင်ထိတ်ကမဝယ်အောင်ဘုတ်သမားကိုပဲတန်းပေးရမှာတဲ့Here 4 hours of sleep got starting hitting မလေးစတာမရောက်တော့ပြန်လို့ရှိရင်လည်းပြန်တက်အောင်မဟိုအပေါ်မှာလည်းဖြစ်တယ်သုံးလေဘယ်လိုမရှိဘူးသူစီတိုင်းဖျောက်ရှိုးလိုက်ရေနဲ့ကြည့်ကြအောင်အခုရောနဲ့1 2 3ပါနဲ့ဒီလိုပါရေကူးကျင်နေပေါ်တော့ပါလိမ့်မယ်လွယ်တဆွေရောက်ဖြစ်နေဆိုတော့ဒီက Greenland လို့ခေါ်တယ် local တွေခေါ်ပါတော့ခွန်တို Kraken ပြန်နားမှာရှိရပါတော့ဟိုဒါလည်းဒီမနက်ပိုင်းပေါ်လာတော့ကောင်းတယ်ဘာလို့ဆိုတော့ဒီရဲ့နေ့ဆိုလို့ရှိရင်အဲ့လိုပြောရမယ်အဲ့လိုရမယ်ဆိုတော့ okay ဒီမှာဒီကြရတယ်ဒီကိုနေတာလည်းရှိတယ်စိတ်ဝင်စားလို့အပေါ်တွေပါနေတာလို့ရှိရင်လည်းဒီ store လို့ရအောင်နော်ဒီကြတော့မရတော့ရှိတယ်အဲ့လိုရှိပါတယ်Okay, bye bye, Alome. Ciao.